ဆိုင်နော်တရက်6လ2025ပေါ်တော်ကြီးမှာတရက်6လ2025မင်္ဂလာရှိသောနေပြည်တော်ရဲ့အချိန်ကာလဖြစ်ပါတယ်။ဒါကြီးလည်းမတော်ရှင်နေတဲ့ပြည်များဒီတော့ဝေဒနာရှင်ကြီးဆိုတဲ့ပြည်ဘုန်းများနဲ့ဒီနေရာမှာလူခံတဲ့ပြည်ဘုန်းများအလုံးကိုဒီရပြည်များလက်ဝဲမှာရရှိထားတဲ့ယူချူအကောက်မှာပြည်ဘုန်းဆောင်ရသွားမှာဖြစ်ပါတယ်။ဒီတော့ပေါ်မှာကြည့်ရှုနေတဲ့မိဘပြည်များအလုံးရောယူချူပေါ်မှာကြည့်ရှုနေတဲ့မိဘပြည်များအလုံးရောဒီအကောက်လေးကိုတွေ့ရင်ကြီးပြီးပြီးစပရိုက်ကလေးကိုပြုလို့တိုင်းကိုလိုက်ရန်ရှယ်လေးတွေပြုလို့ဆောင်ရသွားကြပါဦးလို့ဒီသားကပန်ကြားပါတယ်။好了。Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
Yeah, the name, what name?